ဒီနေ့ဖက်ဆိုင်မှာသွားစားခဲ့တယ်ဆိုတော့ဆန်နမဲကလင်းငယ်ဆိုတဲ့ဆိုင်မှာသွားစားခဲ့ပါတယ်တချို့လူတွေကကျွန်တော်တို့နေ့ရက်ကိုခွတ်တီတော်တော်ကြိုက်ကြတယ်လားဆိုပြီးကွန်မန့်မှာလာမိကြရပေါ့နော်တော်တော်ကြိုက်တယ်လို့ပြောရမှာပဲဗျ我的接触的是你看到买那块钱那几块ဆိုင်အတွင်းမှာတိုင်ဖို့နေရာတိုက်ခင်းတွေရောပူလို့ရှိရင်အပေါ်ကနေပတ်ကားလေးလည်းဖွင့်ထားပေးပါတယ်သူကနဲ့သူတော့စီပြေတယ်ပေါ့နော်ပကံထဲမှာတသက်ရဲလေးနဲ့မီလိုက်တာနဲ့စားချက်စပွဲဖြစ်အောင်ပြင်ဆင်ပေးထားရပေါ့နော်လာစားချက်ပါဗျနေ့စလုံးခွတ်တီကိုအရန်ချိတ်ပါတယ်အရသာလည်းတော်တော်စားလို့ကောင်းတယ်ပေးရတဲ့စိတ်ကလည်းအရန်တန်ပါတယ်ရှက်ချောက်ကူမှာကွန်ပျူတာခရင်ချီတင်နဲ့ရောပြီးတူထားရပေါ့နော်သူကအသက်ကြီးဆိုတော့အရင်ကျွေးလိုက်ပါတယ်သူ့ကိုချွေးမှကျွန်တော်စားရပါတယ်မိသားနဲ့တွဲရကြနေပြီမလားအရန်ခုမှစားလို့ကောင်းပါတယ်ထုတ်တဲ့သူ့ကိုရင်ကျွေးပါတယ်တခွားသေးကျွေးတယ်ပြီးတော့ကျွန်တော်စားတယ်အရသာကတိမီနေရောဒီလိုအေးတစ်ခွဲကူမှ2000တောင်မပြည့်ပါဘူးဆက်ပဲရှယ်ရဲ့တူအကောက်ကိုအောက်မှာမရှိကိုပေးထားပါတယ်နောက်ဗီဒီယိုလေးကြည့်ဖို့ follow လုပ်ခဲ့ပါဦးဗျ bye bye